င်္ဂလာပါချစ်လာစွာသောဓမ္မမိတ်ဆွေပေါင်းတို့ဒီနေ့အသင်းတော်အနေနဲ့သူတော်စင်မာတင်ဒီပေါ်ရက်စ်ကိုဂုဏ်ပြုဆုတောင်းတဲ့အထိမ်းအမှတ်ပွဲနေ့ဖြစ်ပါတယ်။ပီရှုနိုင်ငံလီမာမြို့ကဒေါမင်နီကန်အသင်းရဲ့လေးဘရဒါတစ်ပါးဖြစ်တဲ့ဒီသူတော်စင်ရဲ့ဘဝဟာသခင်ခရစ်တော်ရဲ့ဧဝံဂေလိတရားရဲ့သက်ရှိအနက်ဖွင့်ဆိုချက်တစ်ခုဖြစ်ပါတယ်။ရှင်လုကာဧဝံဂေလိကျမ်းအခန်းကြီး14အခန်းငယ်12ကနေ14မှာသခင်ယေရှုကကျွန်ုပ်တို့ရဲ့လူမှုဘဝအတွက်အလွန်ပြောင်းလဲတဲ့ညွှန်ကြားချက်ကိုပေးခဲ့ပါတယ်။စားတော့ပွဲခံတဲ့အခါသင်သည်နေ့လည်စာဖြစ်စေညစာဖြစ်စေပေးတဲ့အခါမိမိရဲ့အဆွေခင်မွန်းမိမိရဲ့ညီကိုမိမိရဲ့ဆွေမျိုးမိမိကြွယ်ဝသောအိမ်နီးချင်းတို့ကိုမခေါ်နဲ့။သို့မဟုတ်သူတို့ဟာတင့်ကိုတဖန်ပြန်ပြီးတော့မှခေါ်စေခြင်းကအကြောင်းရှိလိမ့်မယ်။သင်ဟာပွဲတော်ပေးတဲ့အခါမှာဆင်းရဲသားအင်္ဂါချွတ်တဲ့သူခြေမစွမ်းသူမျက်စိကန်းတဲ့သူတွေကိုခေါ်လို့တဲ့ဒီအချက်ဟာလောကီလူသားတို့ရဲ့မျက်နှာကြီးရဟင်းဘက်ပါတတ်တဲ့ယဉ်ကျေးမှုနဲ့လုံးဝဆန့်ကျင်တဲ့ဖိတ်ကြားမှုဖြစ်ပါတယ်။သင်ပေးလျင်ငါပြန်ပေးမယ်။သင်ကောင်းလျင်ကျွန်ုပ်မစိုးပါဆိုတဲ့လူသဘောကိုကိုတော်ကပြောင်းပြန်လှန်လိုက်ခြင်းပဲဖြစ်ပါတယ်။သခင်ယေရှုကသူပြန်ကြွေးကြွေးမကြွေးကြွေးကြွေးပါပေးပါသူကောင်းကောင်းမကောင်းကောင်းကိုယ့်ဘက်ကအမြဲကောင်းနေဖို့အတွက်တွင်တင်နေပါတယ်ကျွန်ုပ်တို့ကိုဖျားသခင်ရဲ့ထာဝရဆုလက်ကိုသေချာစေခြင်းဖြစ်ပါတယ်1589ခုနှစ်မှာမွေးဖွားခဲ့တဲ့သူတော်စင်မာတင်ဒီပေါ်ရက်စ်ဟာစပိန်လူမျိုးမူးမတ်တဦးနဲ့လွတ်မြောက်လာတဲ့အာဖရိကနွယ်ပါအမျိုးသမီးတဦးတို့ကနေပြီးတော့မှပေါက်ဖွားလာတဲ့သူဖြစ်ပါတယ်အဲ့ဒီခေတ်လီမာမြို့ရဲ့ခွဲခြားဆက်ဆံတဲ့လူအတိုင်းဝိုင်းမှာသူဟာအပေခံတူဖဲကျင်ခံရသူရဲ့ဘဝကိုကောင်းကောင်းသိပါတယ်ဒီအတွေ့အကြုံတွေကြောင့်ပဲမာတင်ဟာယေရှုသခင်ရဲ့အမိန့်တော်ကိုအကြံဉာဏ်ဖြစ်တာမကဘဝခေါ်တော်မူခြင်းအဖြစ်ပါနားလည်ခဲ့ပါတယ်သူဟာဒေါမနီကန်အသင်းကိုစေတနာဝန်ထမ်းအကူအညီပေးသူအဖြစ်သာလက်ခံခဲ့တယ်သူဟာတန်ရှင်းရေးအဝိရှော်ခြင်းတွေစတဲ့အနေဆုံးအလုပ်တွေကိုလုပ်ကင်ခဲ့ရပါတယ်သို့တော်လည်းပဲနှိမ့်ချလို့မနှိမ့်ချသွားပါဘူးနှိမ့်နှိမ့်ချချနဲ့အစီခံခဲ့တယ်သူဟာဆေးရုံတစ်ခုကိုကြီးကြပ်ပြီးတော့မှစပိန်မူးမတ်တွေအာဖရိကကျွန်းတွေအထိလူတိုင်းကိုဒန်းတူဂုံတိတ်ခါရှိနဲ့ပြုစုစောင့်ရှောက်ခဲ့ပါတယ်သူဟာဆင်းရဲတဲ့သူ160ကျော်ကိုနှိမ့်စင်ကျွေးမွေးဖို့အတွက်လှူခံခဲ့ရတယ်တခါတော့ဖုန်းတော်ကြီးကျောင်းငွေကြေးအကျက်တဲဖြစ်တဲ့အခါမှာသူကကျောင်းအုပ်ကြီးကိုဒီလိုပြောပါတယ်ကျွန်တော်ကဆင်းရဲတဲ့လူမျိုးသားတစ်ယောက်ပါကျွန်တော်ကိုရောင်းလိုက်ပါကျွန်တော်ကဒီအသင်းရဲ့ပိုင်ဆိုင်မှုပါရောင်းလိုက်ပါတဲ့။ဩဘလောက်တောင်မှရရောတယ်လေ။သူ့ရဲ့ရရောမှုဟာအလွန်တန့်စင်ပြီးတော့မှလူသားတို့ရဲ့မျှော်လင့်ချက်ကကင်းဝေးတဲ့အကြောင်းဖျားသခင်ဟာမိမိရဲ့ဘုန်းတော်နဲ့ဆိုင်တဲ့ဆုကျေးဇူးတော်ကိုမာတင်အပေါ်တွန်းချပေးပါတယ်။ယောဂါတွေကိုချက်ချင်းပျောက်စေတယ်။နေရာနှစ်နေရာမှာတပြိုင်တည်းနဲ့ရှိနိုင်တယ်။တလိษံတရားဝါလေးတွေနဲ့လည်းပဲဆက်သွယ်ပြောဆိုနိုင်တယ်ဒီကျေးဇူးတော်အံ့ဘွယ်ရာဇလန်းတွေထင်ရှားပါတယ်သူ့ရဲ့ဆုလက်ဟာလူသားများရဲ့ကျေးဇူးတင်စကားမဟုတ်ပါဘူးညသာစာပွဲပြန်ဖိတ်ကြားခြင်းလည်းပဲမဟုတ်ပါဘူးဖြောင့်မတ်တဲ့သူတွေထမြောက်ရာကာလမှာတင့်အားအကျိုးပေးလိမ့်မယ်ဆိုတဲ့ဘုရားသခင်ရဲ့ထာဝရပေါင်းစည်းခြင်းပဲဖြစ်ပါတယ်သူတော်စင်မာတင်ဒီပေါ်ရက်စ်ကရိုးသားနက်နဲတဲ့တက်တည်ခံချက်ဟာကျွန်ုပ်တို့ကိုတွက်ချက်မှုမရှိဘဲနဲ့ရရောခြင်းဘဝကိုရဲရဲဝံ့ဝံ့လက်ခံဖို့အတွက်နှိုးဆော်နေပါတယ်။ဒါကြောင့်ချစ်လာသောဓမ္မမိတ်ဆွေပေါင်းတို့ဖျားသခင်ကိုချစ်ပြီးတော့မှပြုတဲ့အနေဆုံးသောအမှုဟာထာဝရဘုန်းတည်းကိုရောက်ရလမ်းကြောင်းဖြစ်တဲ့အကြောင်းသက်သေပြနိုင်ကြပါစေ။သက်သေခံကြပါစို့။ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။